တရက်တော့မြတ်စွာဘုရားစီရောက်လာတယ်မြတ်စွာဘုရားစီရောက်လာတယ်ဘုရားရှိတာနဲ့သူဝင်လာပြီးတော့ဘုရားကိုလာကြော့ပြီးတော့မေးတယ်တပည့်တော်တို့သတ်ဆရာလောကသတ္တပင်လောကမှာတဲ့ဆရာကြီးတွေပြောခဲ့တဲ့စကားရှိတယ်တဲ့အခုလိုလူထုကိုဖြေဖြော်ရင်းနဲ့သိပဲဆိုလို့ရှိရင်တဲ့ပဟာသဆိုတဲ့နတ်ပြည်ပျော်မြူးနေရတဲ့နတ်ပြည်ကိုရောက်တယ်လို့ဒီလိုဆိုပါတယ်တဲ့အရှင်ဘုရားရောဘယ်လိုပြောချင်မှာတော့မေးတာနော်အဲ့ဒါတော့ဖယ်ထားလိုက်နှုတ်မို့ဆိုသတ္တမတွေကကြိုက်မှာမဟုတ်ဟောမြတ်စွာဘုရားရဲ့အဖြေလေးကိုပြောပြနော်မြတ်စွာဘုရားကဘာလို့ဆိုမမေးနဲ့တဲ့ငါဒီမေကုန်းငါမမေးနဲ့ဆိုတော့မဟုတ်ပါဘူးဘုရားတဲ့တပည့်တော်သိကျင်လို့မေးတာပါရှင်ဘုရားမိတ်ရှိပါဘုရားဟိုမမေးပါနဲ့တဲ့ဒီမေကုန်းငါမမေးနဲ့လို့ဆိုနှစ်ခါသုံးခါတာမရဖြေဖို့ပဲတင်းမေးနေတော့မြတ်စွာဘုရားအေးအဲ့ဒါဆိုလို့ရှိရင်တော့ငါပြောရတော့မှာပေါ့တဲ့မင်းကသိပြီးတော့မေးချင်နေတော့ဖြေရမှာလူတွေဆိုတာတဲ့ငကိုယ်ကလေးကတွေ့တာမှုတွေတတ်မဲ့မှုတွေမုန်းတီးမှုတွေတွေ့ဝေမှုတွေအလွန်များတယ်လူဆိုတာရာဂဒေါသမောဟဆိုအလွန်များတယ်ဇက်ခုံပေါ်ကနေကပြဖြေဖြော်တဲ့အခါမှာဘာဖြစ်လဲဆိုကြည့်တဲ့လူတွေကမျက်နှာလေးမော့ပါးစပ်လေးဟာပြီးတော့နော်ပါးစပ်လေးဟာပြီးတော့ကြည့်မင်းသားမင်းသမီးလှလှလေးမြင်သဘောကျဘာဖြစ်ရာဂဖြစ်နော်နှိမ့်ဆက်ခံတွေးလို့ရှိရင်ဒေါသဖြစ်ဆေးလိပ်တို့နဲ့ပေါက်ခဲနဲ့ပေါက်ဒေါသတွေဖြစ်ဇတ်ထဲကတယုတ်ဆောင်နေတာကိုဟုတ်ကောင်ထင်ပြီးတော့လေမျက်ရည်ကျလို့ကျနေဆိုမောဟတွေဖြစ်တာဟုတ်တယ်မဟုတ်ဇာတ်ထဲမှာရိုက်နေတာဟိုလူကသူ့တင်မှသူ့ဖြန့်ကနေလုံးလိုက်တာဟိုကောင်ရိုက်တယ်မှတ်ပြီးဟိုကလည်းငိုလိုက်တာမပြောနဲ့တရုပ်ဆောင်နေတာလေအဟုတ်ငိုတာမဟုတ်ဘူးတချို့ကြတော့မျက်ရည်မထွက်တော့ပယုတ်စီဆောင်ထားရတယ်လို့ပြောတယ်ပယုတ်စီနဲ့မျက်လုံးပွန်းလိုက်တဲ့အခါကျတော့ဆက်ပြီးတော့အဲ့ဒီမှာမျက်ရည်တွေထွက်လာချိုလည်းတော်လေးကျင့်ရမှာသိတော့မလွယ်ဘူးနော်အဲ့ဒါလို့မြတ်စွာဘုရားကလူတွေဆိုတာတဲ့ငကောကမှရာဂဒေါသမောဟတွေများနေတဲ့လူတွေကိုမင်းတို့ကရာဂဒေါသပေါ့များအောင်လှုပ်တာဖြစ်သည့်အတွက်ကြောင့်တဲ့သေလို့ရှိရင်တော့ပဟာသငရဲပဲကြတယ်နတ်ပြည်မဟုတ်ဘူးလို့ပြောတယ်အဲ့ကြတော့ငိုလိုက်တာသူငိုတယ်သူ့ရဲ့ငိုကန်းဖြစ်သွားတယ်အဲ့ချက်မြတ်စွာဘုရားမင်းငါမမေးပါနဲ့လို့ပြောတော့ခုမှမင်းငိုနေရအဲ့ဒါကြောင့်ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်တို့ဟာဒီအလိန်ခံထားရတာကိုတပည့်တော်စိတ်နာလို့ငိုတာပါတဲ့ဝမ်းနေပြီးတော့ငိုတာပါဆိုပြီးမြတ်စွာဘုရားကိုရှောက်ပြီးနောက်သူဘုန်းကြီးဝတ်သွားတာလဗုဒ္ဓသုတ်ဆိုတာခါမလိတန်ရုပ်မှာပါတယ်နော်လူတသိန်းပါဝင်တဲ့သတ္တပင်ကြီးအဖွဲ့ကြီးအဲ့တော့ပဟာသငရဲဆိုတာဟိုမှာလဲကခုံနေရတာကရမှာခုံရမှာပဲတရုပ်ဆောင်ရတယ်လေအခုလဲဇက်စင်မောကနေပြီးငိုတာပဲလေဟိုကြတော့တကယ်ငိုတာအဲ့ဒါလို့ပေါ့ဒုက္ခတကယ်ရောက်ရင်တကယ်ငိုရမှာပေါ့အဲ့ဒါလို့ဇလောကနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလိုဟောခဲ့တယ်ဒါကတနည်းအားဖြင့်တွေးကြည့်တာဒါဘုရားဖြေတာဒီတိုင်းပဲဖြေတယ်မယုံရင်စာအုပ်ဖြေစာရှိတယ်နော်ပဟာသငရဲဆိုတာဖြစ်တယ်တဲ့အဲ့လိုဟောတယ်သို့တော့စဏိဘတ်တွေကိုပြပြီးတော့လူတွေဟာဘုရားတရားကြည်ညိုလာအောင်ဘုရားမကြည်ညိုသေးရင်ကြည်ညိုလာအောင်တရားကြည်ညိုလာရင်ကြည်ညိုလာအောင်သံဃာကြည်ညိုတတ်လာအောင်ငါးပါးသီလတွေလုံးလာအောင်ကောင်းတဲ့သေယုဆောင်မှုတွေပြပြီးတော့ကောင်းတဲ့ဘက်ကိုဆွဲဆောင်ပြီးပညာပေးမယ်ဆိုရင်တော့လေကောင်းတာဖြစ်နိုင်ပါတယ်လို့ပြောလို့ရနော်အဲ့တော့ကောင်းတဲ့ဘက်ကနေပြီးတော့ပြောမယ်ဆိုလို့ရှိရင်လေကောင်းတယ်လို့ပြောဘာဖြစ်လို့တော့ဆိုတော့ဘောဓိပင်တို့ဘာတို့
ဒီအတိအမုတ်တွေနဲ့ဘောဓိပင်ကိုပူဇော်ပါတယ်ဆိုပြီးတော့တခြင်းနဲ့ပူဇော်တယ်တိမုတ်ပြီးတော့ပူဇော်တယ်အဲ့လိုပူဇော်လို့အပယ်မလားတဲ့ပုဂ္ဂိုလ်တွေကပါဒံထဲမှာပါတယ်ရည်ရွယ်ချက်ပဲအဓိကနော် intention ပေါ့ intention ဆိုတဲ့ရည်ရွယ်ချက်ဟာသိအရေးကြီးတယ်ကိုယ်ကိုတတ်မဲ့အောင်လုပ်တာလားလူတွေစိတ်ဆိုးအောင်လုပ်တာလားလူတွေတွေးဝေသောအောင်လုပ်တာလားဆိုရင်တတ်မဲ့စေခြင်းနဲ့ဒေါသထွက်ရမယ့်နေရာထွက်စေခြင်းနဲ့ဇတ်နာတယ်ပေါ့မောဟဖြစ်ရမယ့်နေရာဖြစ်စေခြင်းနဲ့ဆိုရက်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့လုပ်ရင်တော့ငရဲကြီးမှသိကြတာဒီလိုဆိုတာပေါ့နော်အဲ့ဒါလိုရည်ရွယ်ချက်နဲ့မဟုတ်ဘဲနဲ့တိမုတ်ခြင်းဖြင့်ဘုရားတရားတန်ခါကိုပူဇော်ပါတယ်ဟောဒီကနေပြီးတော့ပညာတွေပေးပြီးတော့လူတွေဟာကောင်းတဲ့လမ်းကြောင်းကိုရောက်ပါစေဆိုလို့ရှိရင်တော့ဒီဘိုင်းကပြောမယ်ဆိုရင်ကုသိုလ်ရတယ်လို့ဆိုမှာပါ